ဒီနေ့တော့တင်းနှန်းအကြောင်းပြုပြီးဈေးမဝယ်တဲ့နေ့ပါရှင်အိမ်ကလူလဲစားကျင်တာစားကိုလည်းဘာမှမချက်ဖဲထွက်ခဲ့တဲ့နေ့ပါတင်းနှန်းချိန်က9နာရီအိမ်ရနိုးတာက10နာရီခွဲအဲ့ဒီတော့ကျမအလူအရက်ပြေးခဲ့ရတာပေါ့မနဲ့စာဘာမှမစားဘဲသွားခဲ့ရတာဆိုတော့မုတ်လေးနည်းနည်းတော့ဝယ်သွားပါတယ်ဒါကတော့တင်းနှန်းမှာပေါ့ရှင်ဘလော့မရရမနေနိုင်တဲ့ကျမတရားဆက်လွာက view ကိုကြည့်ပြီးအရန်သဘောတွေကျနေတာရွှေတကုံဖျားကိုတော့လှမ်းပြီးတော့ဖူးခဲ့ရတယ်ရှင်အခုကတော့တနာရီ break time မှာနေလည်စာစားတာနေလည်စာကတော့ဘောစီအမကျွေးတာပါရှင်ကိုကဘလော့ရိုက်တဲ့သူဆိုတော့တင်းနှန်းထဲမှာလည်းအဲ့လိုပဲဘလော့တွေပတ်ရိုက်နေတာဒါကတော့ညနေပိုင်းတင်းနှန်းပြီးသွားတဲ့အချိန်ပေါ့18လွာကနေတမျိုးလုံးကိုကြည့်လို့ရတဲ့ feeling ကိုအခုမှခံစားဘူးတယ်အရန်ကိုသဘောကျရတော့ပါရှင်ပုံရိုက်ရတာဗီဒီယိုရိုက်ရတာကြိုက်တဲ့ကျမတယောက်ဗီဒီယိုရိုက်ပေးပြီး supporting အပြည့်ပေးတဲ့အမားတွေကြောင့်အရန်ကိုကျေနပ်နေတော့ပါရှင်အဲ့လိုမျိုးဗီဒီယိုရိုက်နေရရင်အိမ်ပြန်ပြီးမောင်းကိုထမင်းချက်ကျွေးရမှာတောင်မင်းနေတယ်ချင်းစပွဲပဲပတ်ရိုက်လိုက်ရွှေတကုံဖျားပဲဖူးလို့ရတဲ့နေရာကိုပတ်ရိုက်လိုက်နေဗီဒီယိုရိုက်တာတွေတော်တော်ကြာသွားတယ်ပေါ့နော်စိတ်ရှည်လက်ရှည်ရိုက်ပေးတဲ့အမကိုလည်းအရန်ကိုမှကျေးဇူးတင်ပါတယ်ကိုကလေအဲ့လိုပဲဗနေရသွားပုံရိုက်ရတာကြိုက်လို့လားမသိဘူးကိုစိတ်ရှည်လက်ရှည်ရိုက်ပေးမဲ့သူကိုတွေ့ဒီနေ့တော့အိမ်ပြန်ရောက်ရင်ယောက်ျားချက်တဲ့ထမင်းဟင်းမဲ့စားရမှာပေါ့ရှင်နောက်ထပ်ဗီဒီယိုလေးမှာတွေ့ကြအောင်မယ်နော်